ရဲစားလို့တော့မွေလို့မရဘူးရဲကြည့်လို့နင်းနေရတယ်မကြီးကကျင်းကျက်သွန်ပြူစလင်းစီလေးတက်ပြီးတော့သိသားကြတော့ငမန်းစီလို့ခေါ်တယ်ကိုလေးကတော့ဒီရင်းနေတဲ့နော်မင်းရဒီအစီရစီအများကြီးထည့်တယ်ဟုတ်ဒီရစီအများကြီးထည့်တယ်သူကတော့တကယ်တော့စီလုံးကြီးပါသူကတကယ်တော့ချက်တဲ့ဥစ္စာကိုအကျက်တော်ဆက်ချက်ကောင်းမှဆိုရင်ဒီတိုးလုံးစီပြတော့မယ်ကျွန်တော်အဖေကဗိတ်တာအမေရတော်ရဆိုတော့ဒီစားကောက်လေးရငယ်ငယ်လေးကသိကနေပြီးတော့ငမန်းစီလို့ပြောရအဖေကတိတ်ကြိုက်တာပေါ့နော်ရဲစားလို့တော့မွေလို့မရဘူးရဲကြည့်လို့နင်းနေရတယ်ဆက်ဆိုငမန်းစီချက်ပြီးပါနော်